ဆယ်လေးတွေဆွေလွင်းချိန်လင်းတို့လိုက်ပြလုံးရလားအနာဂတ်တွေဟာမသေးကြတော့ပါတိုက်ပွဲမှာငါတို့ဟာအသွေးနဲ့အသားကိုပုံအားထားလင်းတို့တွေတကယ်လိုက်ပြလုံးရလားနောက်ဆုံးတစ်ခါဆယ်လေးတွေဆယ်လေးတွေဆွေလွင်းချိန်လင်းတို့လိုက်ပြလုံးရလားအနာဂတ်တွေဟာမသေးကြတော့ပါတိုက်ပွဲမှာသူတို့ဟာအသွေးနဲ့အသားကိုပုံ